ဒီကနေ့ကမ္ဘာလောကလူကြီးလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားနေဘယ်တော့မှမသိနိုင်ဘူးအပေါင်းအသင်းနဲ့မှနေလို့ရှိရင်လူတွေကြားထဲမှာနေအမုန်းတရားကိုဖယ်ရှားပြည့်ပြီးကိုယ် society member တွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်အများကောင်းကျိုးကိုမှဆောင်ရွက်မယ်ဆိုတဲ့စိတ်လေးကိုရမှာအဲ့ဒါကိုမေတ္တာလို့ခေါ်အဲ့ဒီမေတ္တာတရားနဲ့ society မှာနေပါအဲ့ဒီလိုမေတ္တာတရားနဲ့နေတဲ့ထဲမှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့လာတယ်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်များအဲ့ဒီဒုက္ခကလွတ်ရလွတ်ကြောင်းဝိုင်းဝန်းကူညီဖြေရှင်းပေးပါကရုဏာsociety ထဲမှာတချို့ကအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့လိုအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကြတယ်ဝမ်းမြောက်လိုက်ပါတဲ့ appreciate it try သဘောပေါက်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပါမဖြစ်ရင်ပါဖြစ်ကျလာဖြစ်မနာလိုဝန်လိုမှုတွေဖြစ်တာမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အမုန်းတရားတွေကိုယ့်ရဲ့နှလုံးသားထဲမှာရောက်လာတာနဲ့တရားနဲ့အကျဉ်းသားတရားဆိုတာမလာတော့ဘူးကြီးပွားလာတဲ့ပုဂ္ဂိုလ်နဲ့တွေ့လည်းပဲဝမ်းသာမှုဆိုတာမဖြစ်ဘူးမဖြစ်ရင်စီလုံးညီညွတ်ရေးဆိုတာဘယ်လိုမှမရနိုင်ဒီကနေ့ကမ္ဘာလောကလူကြီးလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားနေဘယ်တော့မှမသိနိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးမပြောနဲ့မိသားစုတွေတောင်ငြိမ်းချမ်းရေးမလုပ်နိုင်ဒီတရားမပါဘူးဒီတရားပါမှသာနဲ့စိတ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရနိုင်တယ်ကိုယ်ကိုယ်တိုင်ကိုယ်ကပထမငြိမ်းချမ်းကိုယ်ကိုယ်တိုင်ငြိမ်းချမ်းရင်ပါလို့ဆိုရင်ပါဝန်းကျင်ကပုဂ္ဂိုလ်ရဲ့အကျိုးကိုလိုလားပါမေတ္တာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကူညီပါကရုဏာချမ်းသာလာတဲ့ပုဂ္ဂိုလ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါမုဒိတာကဲဒီလောကဆိုချမ်းသာတာလည်းသူတန်တဲ့သူပဲဆင်းရဲတာလည်းသူတန်တဲ့သူပဲစိတ်လှုပ်ရှားမှုကင်းကင်းနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့ဥပေက္ခ